မိုက်ဆုံးခါဒီတခါအဖိုးအခါတွေကိုရှမ်းလို့ပြောကြမယ်နော်တန်ဖိုးအဖိုးအခါကိုကာတချို့ကလည်းအနောက်ကတလုံးကိုတုံးကြတာရှိရပေါ့နော်ရှမ်းစာနဲ့ရေးထားတဲ့အနောက်တလုံးဒါပေမဲ့ကျမကတော့အရှိတလုံးနဲ့ပဲတုံးပြသွားမယ်ကာခေါမွန်းကာခေါမွန်းကာခေါမွန်းမုံဖိုးကာနမ်ကာနမ်ကာနမ်ရေဖိုးကာဖိုင်ကာဖိုင်ကာဖိုင်မီဖိုးကာယုကยักကာယုကยักကာယုကยักအမိုက်ခွန်ခါပေါ့နော်ကာယယာကာယယာကာယယာစေးဖိုးကာဟင်ကာဟင်ကာဟင်ကျောင်းလာခကာဟောင်းကာဟောင်းကာဟောင်းအခန်းခအခန်းငါခဆိုရင်ကာခတ်ဟောင်းကာခတ်ဟောင်းကာခတ်ဟောင်းအခန်းငါခโอเคတိချင်တာရှိရင် comment မှာမေးခဲ့ပါနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ค่ะ